Block ထဲမှာတတိလာ3မိဟတ်နီကိုကျွန်တော်ကနေပြီးတော့တေချပေးမှာပါပထမဆုံးအနေနဲ့အခုဗီဒီယိုကို all player တွေမကြိုက်တဲ့သူတွေကြောက်သားရပါတယ်ဘာလို့လဲဆိုတော့အချို့အများစုကဟာကာတွေကိုမောက်ကြလို့ပါအခုကျွန်တော် game နဲ့တော့လည်းဒီနေကြပုံလေးတွေ့နေရတယ်ပေါ့နော်အဲ့ဒီနေကြပုံလေးရှိရ file လိုချင်ရေးကျွန်တော်ရဲ့ Telegram channel မှာလာပြီးထောင်းလို့ရပါတယ်ဟုတ်ပါပြီအခုဆိုရင်ကျွန်တော်တို့အမှ revise ဆိုတဲ့ key ကိုကျွန်တော်နှိပ်လိုက်တဲ့အခါကျရင် copy လေးရောက်ရမယ်အဲ့ကြရင်ကျွန်တော် Google ထဲသွားပြီးတော့အဲ့ link ကိုကျွန်တော်ထည့်ဖို့လိုရတယ်ကွာဝင်လာတဲ့ကိုပဲအမှတတိလာ Android key system ဆိုပြီးပေါ်လာတယ်ပေါ်လာတဲ့အခါကျရင်ကျွန်တော်တို့အမှ code ညို့ဆက်နေမယ်တတိလာ key ယူရတာလုံးဝလွယ်တယ်ကွာအခုနောက်ပိုင်းนี้အရင်ကကျွန်တော်တို့ခက်တယ်အခုဆိုရင်ကျွန်တော်တို့မှာ space station ဝင်သွားပြီဝင်သွားတဲ့ခါကျရင်အောက်ကိုဆွဲလိုက်အောက်မှာအချိန်လေးနဲ့တွေ့ရအောက်ပါမှာအမှ complete and get reward ဆိုတဲ့ဟာကိုနှိပ်မယ် banner ထွက်မယ်အကုန်လုံးကိုပဲအဲ့လိုနှိပ်ပြီးတော့ banner ပဲထွက်နေကွာဘာမှတူလို့ high စရာလုံးစရာမလိုဘူးokay ကျွန်တော်တို့အခုလုပ်ပြီးတော့ဆိုအချိန်လေးခဏထိုင်ပြီးစောက်လိုက်မယ်စောက်ပြီးတော့နဲ့ claim reward ဆိုပေါ်လာလိမ့်မယ်အဲ့ကြရောဝင်သွားတဲ့ခါကျရင် credit your key လို့ပေါ်လိမ့်မယ်ပေါ်တော့မဲ့အခါကျရင်ကျွန်တော်တို့ကအမကိုတိတ်ကျုံနှိမ့်လက်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့ key ရလာမှာပဲဖြစ်ပါတယ် credit your key okay အခုဒါကျွန်တော်တို့ရဲ့ key ပေါ့နော်ဆိုတော့ key ရပြီဆိုတော့ကျွန်တော် block ဖူတွေကိုပြန်သွားမယ်သွားပြီးရေခုန key မှာ A7 ဆိုတဲ့ဟာကိုကျွန်တော်အထဲရလာတဲ့ key ကို copy ကူးထည့်လိုက်မယ်ကွာcopy ကူးထည့်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့အမကိုတိတ်ညိုနှိမ့်လက်တဲ့အခါကျရင်ဒီလိုလေးပေါ်လာမယ်အဲ့ဒါဆိုရင်တတိလာ key ရယူပြီးသွားပြီပေါ့နော် block ဖူထဲမှာမစစော့ခင်အရင်ဆုံးလုပ်ရတဲ့ဟာကအတိဖောက်မယ် let's go guys ဆိုတော့Marvel lucky လို့ကျွန်တော်ရေးလိုက်မယ်ရေးဖို့အခါကျရင်ကျွန်တော်ရဲ့ကစားတာဘယ်လောက်ကောင်းလဲကြည့်မယ် come on please Cristiano ယတိကိုပေးသမ်းပါကွာ come on guys please ဒီဝနှလုံးကြော်သွားတယ်အယောကြီးစမုတ်ကြီးကွာအေးပါကွာမကောင်းရလားoh my god ကဲအခုကျွန်တော်တို့ဟာဖို့အတွက်က secret လိုပါတယ် secret ဆိုတာကကျွန်တော်ရဲ့ Telegram channel မှာလုံးဝ free version ကိုကျွန်တော်တင်ပေးရပါတယ်ကျွန်တော်ရဲ့ Telegram channel ကတော့ဒါလေးပဲဖြစ်ပါတယ်မော်ဘလို့ရှာပြီးရွေးလို့ရပါတယ်အကယ်၍ကိုလူလိုမှာ secret တစ်ခုရှိရဆိုရင်လည်းအထက်ထည့်ပြီးသုံးလို့ရပါတယ်โอเคကျွန်တော်ပေလေးကိုထောက်လိုက်တဲ့အခါကျရင်အမှ quadrant ဆိုတဲ့ဟာပေါ်လာတယ်ပေါ်လာရင်ကျွန်တော် load string ကနေစပြီး copy ကူးရမယ်အနောက်ကိုစိတ်ခွေးပေးအထိအခုကျွန်တော်တို့ဒုတိယဟာတွေကိုအဲ့ဒါလေးကို copy ကူးထည့်လိုက်မယ်ဆိုရင် secret ကရလာလိမ့်မယ်โอเคမှာ copy စာသားကူးထည့်လိုက်ထည့်ပြီးတော့နဲ့ကျွန်တော် key ကိုနှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်လိုချင်တဲ့ secret ကကြာလာတယ်ပေါ့နော် free version နဲ့အမှ key ဆိုတာရှိတယ်ကျွန်တော်အရင်ဆုံး free version ဆန်းပြပေးမယ်ကွာ free version လည်းမစိုးဘူးလို့ပြောရမယ်ကျွန်တော်တို့တော်တော်လေးကိုပါတယ်ကွာ free version မှာလည်းအခုကျွန်တော်တို့quarter ဆိုဟာရလာပြီပေါ့နော်ရတဲ့ခါကြာကျွန်တော် fashion တွေကလိုဝမရတယ်ကွာလုပ်ပြီးတဲ့ fashion တွေကရှက်မစိုးဘူးလို့ပြောရမယ်လုပ်ပြီးတဲ့ fashion တွေတော့များတယ်လို့ twin speed တွေ auto fan ဆိုတဲ့ gain နေရာစာဖမ်းမိတယ်ကျွန်တော်ဒုံငယ်ထဲမှာဈေးတော်တော်များတယ်ကွာဒီမှာ fashion တွေကအသီးကောက်တာတွေရောဟောင်းထဲမှာဆိုကျွန်တော် auto fan ရေးပြမယ်အခုတော့ကျွန်တော် gun fan နားတယ်ကွာ gun fan မို့အတွက်ကကြတော့ခဏနေပေါ့ကျွန်တော် Dragon Store ထုတ်လိုက်အောင်မယ်တနက်ကန်မဟုတ်ပါဘူးဒီထဲမဟုတ်တနက်ထဲမှာ Dragon Stone ထုတ်မယ်ကျွန်တော်အဲ့ Dragon Stone level 900ခုထိမဖန်ရသေးဘူး Oh my god okay ကျွန်တော်တို့ပြီးကြရေးကျွန်တော်တို့အမ auto fan ဆိုတာဟာဒီနေ့လည်းမှာခါကြရေးသူတို့ auto fan မလေးပဲပေါ့နော် fan တဲ့ခါကြရေးကိုလူကကိုရောက်နေတဲ့ဂျိုးပေါ်မှာပဲသွားပြီး fan မှာပေါ့နော်ခြားဂျိုးမှာမ fan ပါဘူးokay ကျွန်တော်တို့ဒီမှာရောက်တော့မရောက်ဘူးရဲ့အကွေ့ယူမယ်okayဟာဟောကားကောင်ပါလားကွာ IV လူဗီနေမှာကွာဟာbro level နေလေးပါလားokay အဲ့လိုပါပဲ hacker တွေကပေါ်လာတယ်ကျွန်တော်အခုဗီဒီယိုမှာလုံးဝချတဲ့ဟာမပြောဘူးကွာဘာကြောင့်မပြောလဲဆိုတော့ကဟပ်ပြီးတော့လိုက်ချနေမှာဆိုတော့ဘာကြောင့်လဲဆိုတော့လုံးဝကိုသိရမလားအခြားပလီယာတွေဒုက္ခပေးရဲအဲ့ဒါကြီးokay ကျွန်တော်တို့မှာချခိုင်းတာကိုချသေးလို့ရတယ်ကျွန်တော်တို့အသီးလားဓားလားတန်းလားကုန်ရတယ်ကွာကျွန်တော်အခုဆိုရင်ဂန်နဲ့ချပြရမယ်okay ဂန်နဲ့ချပြရမယ်ဆိုတော့အဲ့တော့ damage တွေကျွန်တော်အခုလောဆယ် gun fan နေအောင်မလို့ gun ကို damage ပြီးတင်လာတာokay ဟိုဘဲလေးကွာလာပြီးရှုံနေ fan နေအောင်အေးပါကွာအခုဆိုကျွန်တော်တက်လို့ရတယ်ကွာကိုလူတွေ့ရမလားအမကဲဆိုနောက်ထပ်ပါတဲ့ fashion တွေကိုကျွန်တော်ပြပေးမယ် level တစ်ခုရောက်ပြီးရောမဒီကောက်တက်ပြီးွားပြီokay level ပြီးွားပြီကဲဆိုနောက်ထပ် fashion တွေကတော့အများကြီးပဲအထက်ကနေကျွန်တော်လုံးဝတော့ဝင်တဲ့ fashion အကျိုးပြပေးမယ်ကွာအထက်ကအတော့ဝင်တဲ့ဟာတွေကွာကဲဆိုခဏနေပါဦးကျွန်တော်ပိတ်မှရအောင်မတရားကြီးတော်တော်ကြီးဆူကြီးကျွန်တော်ဂန်ကကျွန်တော်ဖုန်းနဲ့အချိန်တွေမကောင်းဘူးလက်တယ်ဘာကြောင့်ဆိုတော့ Dragon Store ကလောက animation တွေကျွတ်စီကြီးမို့လို့ကဲဆိုတော့ auto fail ကိုပေးလိုက်ကြို့ fan တာရောက်ရမယ်
Okay ရွာပြီးတော့နောက်ထပ်ကျွန်တော်ပြရမယ့်ဟာကတော့အထက်မှာအဆုံးရှိရယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ set fan ထဲမှာဆိုရင် squid တွေကိုရှိရကွာအမှ factory rate တို့ပါတော့အဲ့ဒုံးကြီးကိုတက်လို့ရတယ်နောက်ပြီးတော့အစုံတက်လို့ရတယ်ကွာအောက်ဘက်မှာ depth rate တွေရော grade rate တွေရောကဲဆိုတော့ဒီမှာအထက်မှာ auto domi training တွေရောနောက်ထပ်ကျွန်တော် CE ဘက်မှာကျတော့ကကျွန်တော် Leviathan နေပါ Crystal Island တွေသွားလို့ရမယ်အစုံရှိရကွာဒါပေမဲ့ तू က Leviathan ဟမ်းမို့ကြတော့ကကျွန်တော်တို့ရခီးလို့တယ်ဟုတ်ပါတယ်အဲ့ခီးရောက်ဖို့အတွက်ကျွန်တော်နောက်ထပ်ဒီအခုဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာကျွန်တော်ပြောထားပေးမယ်ဆိုတော့ဒီဘက်မှာကြတော့ကကျွန်တော် beast hunter ဆိုတာဟာတွေ့ရမလို့အဲ့ဒါကလှေဝယ်လို့ရတဲ့ဟာသူကစုံဆိုတာ effect နဲ့ effect နဲ့ဆိုတာဆုံးမရှိဘူးအထက်မှာကြိုက်တဲ့ဟာပြေးလို့ရတယ်ဘောဟွာဒီကကြတော့ကကျွန်တော်တို့ခီးယူပြီးမှရမှာပေါ့နော်အောက်ဘက်တင်မှာကြတော့ဒီမှာတွေ့လားတော်လေးတွေအဲ့ဒါကြတော့ခီးလို့ရတယ်ကဲဆိုတော့ကျွန်တော် player တွေကိုနှိပ်ကြည့်မယ် player ထဲမှာဆိုရင်ကျွန်တော်တို့player ESP ဆိုပြီးရှိတယ်အကုန်လုံးရှိရကွာ player ESP ကိုနှိပ်လိုက်တဲ့အခါကျရင်မှာ player တွေတွေ့ရပြီအဲ့လိုပါပဲအခြားဟာတွေကလည်းအတိုင်းပဲမတူတူရှိရပါပဲကျွန်တော်တို့ fruit ESP နှိပ်လိုက်ရင်အတိအကျတဲ့နေရာကိုတွေ့ရတယ်ဒါပေမဲ့အခုကအတိမကျတော့ကျွန်တော်မတွေ့ရဘူးနောက်ပြီးကျတော့ island ESP ကိုနှိပ်လိုက်ရင်အဲ့မှာ island တွေတွေ့ရတယ် chess ESP ကိုနှိပ်လိုက်ရင် chat တွေတွေ့ရတယ်လုံးဝကျန်းတယ်ကွာနောက်ပြီးကျတော့ကို player တယောက်ကိုမှရှိလဲတည်တည်နဲ့သွားနေတယ်ဆိုရင်အမှ player တယောက်ကိုကြည့်ရလို့ရတယ်ကွာတွေ့ရမယ်ခေါင်းသူ PV ချနေရ Okay တက်လီပေါ့ကြည့်မယ်ဝေ no ရောက် PV တဲ့မသွားပါနဲ့ဟာဖြုတ်ပြီးလောက်ပေါ့ PV ရဲ့သွားနေပြီ respawn နေမှရအောင်မယ်အဲ့လိုပါပဲဒီ spirit ကတခုဆိုတာကအဲ့ lobby နေရဟာကိုမရက်လိုက်လို့မှမရက်တဲ့ခါကျရင်တော့အသေးခံရတာကဲဆိုတော့မ Drago update ထဲမှာဆိုရင်ကျွန်တော်တို့အကုတ်ပါတယ်ကွာဒါပေမဲ့အချို့ဟာကြောင့်တော်လေးရှိရဲ့အဲ့တော့ကနောက်ပိုင်းကျရင်ကျွန်တော်ပြောပြမယ်နောက်ပြီးတော့ကျွန်တော်Dungeon နဲ့ကိုနှိမ့်လိုက်တဲ့အခါကျရင်ဒီမှာတော်လေးရရှိရဲ့ Instant Key Island 45ဆိုတာက Island 5ကျရင်ကျွန်တော်တက်ဆရာမလို့ auto တက်သွားတဲ့ဟာကျွန်တော် trail ကိုနှိမ့်လိုက်တဲ့အခါကျရင်ကျွန်တော်ဒါ V4 လောက်တဲ့ဟာပေါ့ V4 လောက်တဲ့ဟာမှာဆိုရင်အမှဂူးတွေရောကုတ်ယူရတယ်ကွာဒီဟာဆိုရင်ကွာလုံးဝမိုက်တယ်ကဲဆိုဒီကစာပါတော့လုံးဝအဓိကပေါ့ travel နှိမ့်လိုက်တဲ့အခါကျရင်အမှစာပါအကုန်လုံးရှိရဲ့အဲ့ဒီစာပါထဲမှာကျွန်တော်တို့အကုန်သွားလို့ရတယ်ကွာဆိုတော့ကျွန်တော် Q နီးဘက်ကိုသွားသိပြီလို့တော့ထင်တယ်ကျွန်တော်ရခီးလို့လေကျွန်တော်ပေါ်လာတယ်ကဲဆိုတော့ကျွန်တော်ခီးယူနေခုပြတော့မယ်ကိုလူတို့ကိုရေတော့ခီးဘူးတော့ကကျွန်တော်တို့ခုန spirit ကိုဒီအိမ်မင်းနေတယ်မယ်ထိပ်ဘက်ခါကျအမှကခီးကိုနှိမ့်မယ်နှိမ့်တဲ့ခါကျကျွန်တော်တို့အမှ link var ထက်ကိုနှိမ့်မယ်တော့အပွားဟာမနေဘူးဘာလို့လဲဆိုတော့အပွားဟာခတ်တယ်ကွာယူရတာဆိုတော့အောက်ကဟာပဲနှိမ့်မယ်အောက်ကဟာလည်းနှိမ့်ဖို့ကျွန်တော် VV လူတယ်ကွာအဲ့ဒါကိုယူဖို့နောက်ပြီးကျွန်တော်ခုနလိုပဲကိုယ်ကမှသွားပြီးရှာမယ်โอเคရှာဘူးကသူ့လို auto လောက်သွားလိမ့်မယ်အဲ့ဒီက VV ချိတ်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော် verify လုပ်ရတယ်ကွာဘာကြောင့်လဲဆိုတော့ကိုယ် report တွေမှာတော့ဆိုလို့အခုရောက်သွားပြီရောက်တဲ့ခါကျကျွန်တော်တို့ကအမှဒီလားမခီးရဟာရှိတယ်မှာ stack ကိုနေတဲ့အခါကျရင်ကျွန်တော်တို့အမှဝင်သွားလိမ့်မယ်ကွာ live var ထိလို့ဆိုပြီးဝင်သွားလိမ့်မယ်အဲ့ကြရေကလူတို့ကဘာလို့ရမလဲဆိုတော့ကပတ်ဆက်ပေးရနဲ့ကျွန်တော်3က free ကြီးကရှိရဲအဲ့ကြရေကျွန်တော်တို့ကကျွန်တော်3က free ပဲကြည့်မယ်ပတ်ဆက်မပေးနိုင်ဘူးဟုတ်တယ်မလားကဲဆိုခဲလေးကိုနှိမ့်မယ်နှိပ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့တွေကနေတော့လိုက်ကြတယ်အမှပေါ်လာလိမ့်မယ် 2D trader မှာ watch 80 380ကိုကြည့်မယ်80ကြည့်တာဘာမှမဟုတ်ကွာဒီလိုပြရတယ်ပဲထိုင်မေးကြည့်ရတာ okay နော်ဆိုတော့အောက်ကိုဆဲလိုက်တဲ့ခါကျရင်ကျွန်တော်တို့ AD မြင်းကြောက်လေးတွေ့မယ်အဝါအောင်ကြောက်လေးကွာအဲကြောက်လေးကိုစောင့်ပြီးတော့ကျွန်တော်တို့တွေကဘီနာပေါ်လာလဲမြားနေလေးကိုနှိပ်ရုပ်ပဲဘာမှအထွေထွေလောက်စရာမရှိဘူးလုံးဝလွယ်တယ်အဲ့လို script key ရာဒီတိုင်းပဲပုံမှန်ယူရတာကွာဘာမှနောက်ထပ်လောက်စရာမလိုဘူးနောက်ထပ် script key လဲဆိုလဲဒီနီးတိုင်းယူလို့ရပါတယ်ကဲဆို skip AD နှိပ်မယ်နှိပ်ပြီးတော့ကြာရင်ကျွန်တော်ဒီဘက်ကိုနည်းနည်းရေးလိုက်မယ်အခန်းကြီးရာနည်းနည်း AD များဆိုတော့ AD အလုံးပေါင်း6ခုရှိတယ်finally okay ရောက်တဲ့ခါကျကျွန်တော်တို့ကအမှ copy ကိုနှိပ်တဲ့အခါကျရင်ခီးရပြီကွာခီးရရင်ခုနအထက်ရဟာကိုကျွန်တော်တို့ copy ပြန်ပြီးထည့်ရတယ်ပေါ့နော်ပြီးကြရင် anarchy ကိုနှိပ်လိုက်မယ်ဆိုတော့ anarchy ကိုနှိပ်ပြီးွားကျွန်တော်တို့ဘာလို့ဆက်မလို့တော့ဘူးကြာလာပြီကဲအခုခဏဆောက်ကြာလာလိမ့်မယ်ကြာလာပြီဆိုတာနဲ့ကျွန်တော်တို့ပို့ပြီးရောက်သွားပြီပေါ့နော်နောက်ပြီးကြတော့ကဒီဟာကခီးရ24နာရီပဲခံရတယ်24နာရီပြီးတခါပြန်ပြီးယူရတယ်ကွာ okay ဆိုတော့အမ quarter fully look at ဆိုမှပြရတယ်ကွာအဲ့ကြရတော့ခုန trial တွေကိုပွင့်သွားပြီလုံးဝကျန်းသွားပြီကွာအဲ့ကြရအမ drive fumo server တွေရောNigali fumo တွေရော Marine Island တွေရောအမ Elite Hunter တွေရော Crystal Island တွေရော Factory Race server တွေရောအကုန်ပါတယ်ကွာအဓိကကိုလူရဲ့ဖုန်းကောင်းတွေပို့ပြီးရနိုင်သေးတယ်ကျွန်တော်ဖုန်းကဝေးနာနည်းနည်းကြာရင် line မကောင်းတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါမို့လို့ကျွန်တော်
စာပါတစ်ခုတည်းဝေအချားဟာကကောက်သွားတာမစိုးပါဘူးအောက်ဘက်တမှာဆိုအမှ drive through စာပါအဲ့ဒါတော့အကြိုက်ဆုံးပဲအတိအကျစာပါဝင်လိုက်ရုံပဲလုံးဝကျန်တယ်ကွာကဲအခုဟန်နီကြောင့်ပြောပြရဆိုတော့ hacker တွေကိုဘယ်လိုနိုင်လဲကျွန်တော်ကနေပြီးတော့ထပ်ပြီးပြောပြမယ် hacker တွေကိုနိုင်ကြည့် PVP တုံထဲမှာနေပါဒါမှမဟုတ်ရေကျော်ရေရဲစေးနေရေလုံးဝ hacker ရဲ့မနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ hacker ဟာကရေရဲစေးအကုန်တည်ရကွာသိရမလား share rate ချိန်တာ hacker share rate ဆိုတော့တည်ပေါ့ဟမ်